ကားလေးကိုသာစောစီစီနေပြခန့်ခဲ့ရင်ခုချိန်မှာစင်မြန်တို့ရင်ခံနေလောက်ပါပြီ။ဗြိတိန်အောင်ဝင်းမင်္ဂလာပါဗျာ။စပါနနာမင်းအိုင်ဘက်ခွန်ရှိကိုဖိုင်ရိုက်မယ်ဗမန်အေဂျင့်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်။စင်မြန်ကြီးတို့လက်ရှိချိန်မှာမပေးစရာထိတ်ဆုံးနေရမှာဥဆောင်နေတယ်ဆိုပေမဲ့သူတို့အတွက်ကံကောင်းသွားတာတစ်ခုကမိုက်ကယ်ကားရီကို United တို့စောစီစီနေပြမခန့်ခဲ့တာပဲဖြစ်ပါတယ်။အားလုံးပြတိုင်းလိုက်တဲ့အသင်းဟာပြီးခဲ့တဲ့နေပြရိုဘင်အမိုရီလက်ထက်တုန်းကရလက်ဆိုတဲ့တောက်လျှောက်ရင်ဆိုင်ကြုံတွေ့နေကြရပြီးချန်ပီယံလိငွေတော့ရပါပါလားဆိုပြီးတော့စိုးရိမ်နေရတဲ့အချိန်ဖြစ်ပါတယ်။အခုတော့အမိုရီကိုထုတ်ပယ်ပြီးကားရီလက်ထက်မှာတော့ United ဟာတကယ်ကို on fire ဖြစ်နေပြီးမင်းညာပွဲစဉ်အပြီးမှာပဲမပေးစရာအဆင့်300တိတက်လန့်လို့သွားခဲ့ပြီဖြစ်ပါတယ်။ United ဟာကာရီလက်ထက်ကစားခဲ့တဲ့9ပွဲမှာရှုံးပွဲလုံးဝမရှိဘဲနဲ့6ပွဲနိုင်တပွဲတွေကြာလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ပရီးမီးယားလိမှာနောက်ဆုံးကစားခဲ့တဲ့10ပွဲစတိုင်းရှုံးပွဲမရှိထားပဲထိပ်သီးကဂေကြီးဖြစ်နေခဲ့တာပါ။ United တို့ဖြုတ်ချက်ဆိုတာကကာရီလက်ထက်မှာတောက်လျှောက်ကိုခြေစွမ်းတွတ်တက်လာခဲ့ပြီးအခုဆိုရင်မပေးစရာထိပ်ဆုံးက2သိန်းကိုပါချင်းချောက်နိုင်တဲ့အနေအထားတွေကိုရောက်လာခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကစားခဲ့တဲ့ပဲလီအသင်းနဲ့အိမ်ဝဲပွဲစဉ်မှာလည်း United ဟာတပွဲလုံးအတိုင်းအတာအရကစားဖို့မကောင်းခဲ့ပေမဲ့လည်းဖုန်းနဲ့ကန်တဲ့အသင်းဖြစ်တာအကြောင်းနိုင်ဝဲတပွဲအတွက်လွယ်ကူကူရရှိခဲ့လို့ပဲပြောရမှာဖြစ်ပါတယ်။ပြောမယ်ဆိုရင် United အသင်းဟာအရင်တော့ကအဆင့်တက်မဲ့ပွဲစဉ်တွေဆိုရင်ရလက်တွေဆိုရပြီးတော့အဆင့်ပြန်ကြလေရှိခဲ့ပေမဲ့ကားလက်ထက်မှာတော့ဒီလိုအမားတွေကိုထပ်မံကျူးလွန်ခြင်းမရှိခဲ့တော့ဘူးလို့ပြောရမှာဖြစ်ပါတယ်။ကားရဟာလည်းတကယ်ကို United အသင်းနဲ့ထိုက်တဲ့နေပြတရားလို့ပြောရမှာဖြစ်ပြီးသူ့လက်ထက်မှာ United အသင်းဟာပရိုင်မှာကစားဖို့မကောင်းခဲ့ဘူးဆိုရင်တော့ဒုတိယပိုင်းမှာကစားပုံပြန်လည်ကောင်းမွန်လာပြီးလွယ်နေတဲ့သွင်းကိုတွေကိုသွင်းယူနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ United ဒီနေ့ပွဲမှာ4-3နဲ့ကစားပွဲနဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာတော့အသင်းတိုက်စစ်ကျဲဝင်ဘင်ဂျမင်ရှက်ကိုပြန်လည်အသုံးပြုခဲ့ကဘရူနိုဖာနန်နဲ့မာတီယာကွန်ညာအမ်ဘူမိုရိုနဲ့တွေ့ပေးထားပါတယ်။ကွင်းထဲမှာတော့အစင်လာမပြတ်ကိုဗီမိုင်လိုနဲ့ကန်စမဲလိုတို့ပွဲထွက်လာခဲ့ပြီးနောက်တန်းမှာတော့လန်နီရိုမကွိုင်းယာလော့ရှော့နဲ့ဒါလာတို့ကိုခင်းကျင်းသွားခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကဧည့်သည်ခွေစတယ်ပဲလေးအသင်းကလည်း3-5နှစ်တိကစားကွက်ပေါ်မှာသူတို့ရဲ့အတောင်တင်းဆုံးလူစင်းနဲ့ပဲ United ကိုရင်ဆိုင်လို့လာခဲ့တာဖြစ်ပါတယ်။ United ကပွဲစမှာကတည်းကအထာလေးနေခဲ့ပြီးပွဲချိန်4မိနစ်မှာတင်ခွေစတယ်ပဲလေးအသင်းနောက်ခံကစားသမားလာခရော့ရဲ့ခေါင်းတိုက်အတွင်းကိုကြောင့်ဦးဆောင်ကိုစောစီးခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ဦးဆောင်ကိုပေးလိုက်ရပြီးတော့ United ကစားပုံကတွတ်တက်လာခြင်းမရှိပဲခွေစတယ်ပဲလေးအသင်းရဲ့တစ်ဖက်သက်ဖိအားပေးကစားတာကိုတောက်လျှောက်ခံနေကြရဖြစ်ပါတယ်။ United ကစားသမားတွေကအဲ့အချိန်မှာဂိုးထပ်မပေးရရေးကိုသာဦးတည်ကစားသွားခဲ့ပြီးကစားပုံကမားရင်းဖြစ်နေကတာမန်ပေးဖို့မူလေးတကောင်မှဖျောက်ဖျောက်မပေးနိုင်ဖြစ်နေခဲ့ကြပါတယ်။အသင်းအဓိကကွင်းလယ်ဖန်တီးရှင်ဖြစ်တဲ့ဘရူနိုဖာနန်တက်ဟာလည်းတစ်ဖက်ပြိုင်မဲ့အသင်းရဲ့လူကကစားခြင်းကိုခံထားခဲ့ရတာကြောင့်အတော်လေးရုန်းကန်ခဲ့ရတယ်လို့အမ်ဘူမိုကွန်ညာတို့ရဲ့ခြေစွမ်းကလည်းပုံမှန်အောက်ကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ဒီကြားထဲတိုက်စစ်မှုရှက်ကိုကလည်းအဓိကကစားသမားတွေခြေစွမ်းပြမှုမရှိခဲ့တာကြောင့်သူကလည်းကြောင်ပြောသလိုဖြစ်နေခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ United တို့ပြန်လာနိုင်ခဲ့ပြီးပွဲချိန်56မိနစ်မှာလည်းအလှည့်ပြောင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဘရူနိုခင်းမိလိုက်တဲ့ဘောလုံးကိုကွန်ညာကဂိုးရဲဆွဲသွေဖို့ကြိုးစားခဲ့ရမှာနောက်ကနေပြီးတော့လာခရော့ကဆွဲသလိုဖြစ်ခဲ့တာကြောင့်ကွင်းနိုင်က VAR ပြန်ကြည့်ပြီးလာခရော့ကိုလည်းဒိုင်းအနီကပ်ပြထုတ်ပယ်ခဲ့တယ်လို့ United အသင်းကိုလည်းပယ်နယ်တီပြစ်ဒဏ်ပေါ်ပေးခဲ့တာဖြစ်ပါတယ်။ဒီပြစ်ဒဏ်မှာတော့ Bruno Fernandes ကမာယာမရှိအဆုံးသတ်ပြီး United အတွက်အဖို့တန်ချစ်ပါကိုပြန်လည်ရောက်ပေးခဲ့ပါတယ်။အဲနောက်ပွဲချိန်65မိနစ်မှာတော့ Bruno Fernandes ရဲ့ဖျက်တင်ပေးမှုကိုဘင်ဂျမင်ရှက်ကိုကအကောင်းဆုံးခေါင်းတိုင်ဆုံးသက်က United အသင်းအတွက်ဥဆောင်ကိုပြန်လည်ရှာဖွေပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲနောက် United ဘက်ကအာမက်တီယာလိုဇက်စီလိုကိုတည်သွင်းပြီးတိုက်စစ်ကိုစွမ်းကိုမြင့်တင်ခဲ့တယ်လို့နောက်ထပ်အသွင်းကိုရရှိဖို့ထပ်မံစူးစမ်းခဲ့ပေမဲ့ပဲလီနောက်တန်းနဲ့ဂိုလမဒင်းဟန်ဒါဆန်ကိုကြော်ဖြတ်နိုင်ခြင်းမရှိခဲ့တာကြောင့်ကျင်းမြောင်းရဲ့လက်နဲ့ပဲ United တို့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုဆိုရင် United ဟာဒီနေ့ပွဲကြောင့်မပေးစရာအဆင့်300တိတက်လန်းသွားနိုင်ခဲ့ပြီဖြစ်သလိုချန်ပီယံလိဝင်ခွင့်နေရာကလည်းပုံမခိုင်မာလာခဲ့ပြီဖြစ်ပါတယ်။ဟုတ်ကဲ့ဗျာဗီဒီယိုကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချော်လိုက်ရပါတယ်ခင်ဗျာ။